Tuta Dhamma Diploma Level 2လူတိုင်းကျင့်ရင်တတိပဋ္ဌာန်တရားတော်မှာမိဂွန်ဟောင်းများနဲ့စံပြအဖြစ်များအရှင်သီလာစာရာတိတကူလာမယ်19ရက်6လ2023 batch 1မိဂွန်ဟောင်းများနဲ့အဖြစ်များကိုတက္ကာယဒိဋ္ဌိကိုဖယ်ရှားနိုင်မှသာသောတာပန်ဖြစ်နိုင်သည်ဟုဆိုရာကာကြီးတက္ကာယအတိပ္ပယ်ခါခွေဒိဋ္ဌိအတိပ္ပယ်ခငယ်တက္ကာယဒိဋ္ဌိအတိပ္ပယ်တို့ကိုရှင်းပြပါအဖြေကာကြီးတက္ကာယဆိုတာထင်ရှားရှိသောခန္ဓာ၅ပါးခါခွေဒိဋ္ဌိဆိုတာမှားယွင်းတဲ့ထင်မြင်ယူဆချက်ကငယ်ထင်ရှားရှိသောခန္ဓာ၅ပါးနှင့်ပတ်သက်၍မှားယွင်းသောယူဆသည်တက္ကာယဒိဋ္ဌိဖြစ်ပါသည်စာမျက်နှာ136ပုဂ္ဂိုလ်တဦးကိုယဟန္တာဟုတ်မဟုတ်သိဖို့ခဲရည်ဆိုရ၌စစ်မှန်သည့်ယဟန္တာပုဂ္ဂိုလ်၌တွေ့ရသောရည်ချင်းများကိုဖော်ပြပါအဖြေယဟန္တာပုဂ္ဂိုလ်သည်ခိနာတဝောအတဝောတရားများကုန်သွားပြီနှင့်ဝုတိတဗြဟ္မစရိယောမေဃဗြဟ္မစရိယအကျင့်ကိုကျင့်သုံးပြီးပြီ3ကတကရဏီယောလုပ်စရာအလုံးလုပ်ပြီးပြီ4ဩဟိတဘာရောကိလေသာဝင်တုပ်ဝင်ပိုးကိုချပြီးသွားပြီ5အနုပ္ပတ္တတတ္တထောမိမိဤတကယ့်အကျိုးလို့ဆိုတဲ့အရဟတ္တဖို့တို့လည်းရောက်ပြီးသွားပြီ6ပရိခိဏဘဝတန်ယောဇနောဘဝနှင့်ပတ်သက်သောတွေ့တာအလုံးကုန်သွားပြီခဏသမတညာဝိမုတ်ထောမမှန်ကန်ကန်သိပြီး၍စိတ်သည်လုံးဝလွတ်မြောက်သွားပြီစာမျက်နှာ130 131 19ရက်12လ2023 batch 2မိဂွန်ဟောင်းများနှင့်စံပြအဖြစ်များကိုမြတ်စွာဘုရားဒေသနာ၏အဆုံး၌သောတာပန်စသောအရိယာပုဂ္ဂိုလ်များဖြစ်ကြရာ၎င်းတို့သည်တတိပဋ္ဌာန်အကျင့်မပါဘဲအရိယာဖြစ်ကြပါသလောတရားနာရင်တတိပဋ္ဌာန်၄ပါးပွားများပြီးဖြစ်ပုံဖြင့်အဖြေပေးခဲ့ပါအဖြေမြတ်စွာဘုရားဒေသနာ၏အဆုံး၌သောတာပန်စသောအရိယာပုဂ္ဂိုလ်များဖြစ်ကြရာ၎င်းတို့သည်တတိပဋ္ဌာန်အကျင့်မပါဘဲအရိယာမဖြစ်နိုင်ကြပါတရားနာရင်တတိပဋ္ဌာန်ပွားများပုံမှာကာယနှင့်ပတ်သက်သည့်အကြောင်းများကိုရှင်းပြနေသည်ကိုအာယုံဆိုင်နေရင်ကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာအကြောင်းရှင်းပြနေသည်ကိုအာယုံဆိုင်နေလျင်ဝေဒနာနုပတနာတတိပဋ္ဌာန်စိတ်အကြောင်းရှင်းပြနေတာကိုအာယုံဆိုင်နေလျင်စိတ်ဓာနုပတနာတတိပဋ္ဌာန်ခန္ဓာ၅ပါးရှင်းပြသည်ကိုအာယုံဆိုင်နေလျင်ဓမ္မာနုပတနာတတိပဋ္ဌာန်တို့ဖြစ်ပါသည်ထို့ကြောင့်ယင်းတို့တရားနာရင်စုဆိုင်နာနေလျင်တတိပဋ္ဌာန်၄ပါးလုံးပွားများပြီးသားဖြစ်နေပါသည်စာမျက်နှာ125ကာမအာယုံများနှင့်ဆက်ဆက်ပြီးကာမဘုံ၌သာဖြစ်စေတတ်သောတန်ရောစဉ်၅ပါးကိုရည်တွက်ပြ၍ယင်းတန်ရောစဉ်တို့တွင်သောတာပတ္တိမဉ္ဇဉ်ဖြင့်ပယ်တတ်နိုင်သောတန်ရောစဉ်တို့ကိုလည်းရွေးချယ်ပြပါအဖြေကာမဘုံ၌သာဖြစ်စေတတ်သောတန်ရောစဉ်၅ပါးမှာတက္ကာယဒိဋ္ဌိ2ဝိသိကိစ္စ3သီလပတ္တပရမာသ4ကာမရာဂ5ဖြာပါဒတို့ဖြစ်ကြပါသည်စာမျက်နှာ136ယင်းတန်ရောစဉ်တို့တွင်သောတာပန်မဉ္ဇဉ်ဖြင့်တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမာသတန်ရောစဉ်၃ပါးကိုပယ်တတ်ပါသည်စာမျက်နှာ138 30ရက်6လ2024 batch 3မိဂွန်ဟောင်းများနှင့်စံပြအဖြစ်များကိုတတိပဋ္ဌာန်သည်လူတိုင်းကျင့်ရန်ဖြစ်သည်ဟုအခိုင်အမာမှတ်ယူရန်အတွက်ဩတ္တိယတုတ်လာမြတ်ဗုဒ္ဓအားအရှင်အာနန္ဒာ၏လျှောက်ထားချက်ကိုဖော်တင်ပြ၍ကာကြီးပုထုဇဉ်ခါခွေတက်ခပုဂ္ဂိုလ်ကငယ်အတက်ခပုဂ္ဂိုလ်တို့အားလျော်စွာတတိပဋ္ဌာန်ကျင့်ရန်ညွှန်ကြားချက်များကိုသာလတုတ်ရဖော်ပြပါအဖြေဩတ္တိယတုတ်လာမြတ်ဗုဒ္ဓအားရှင်အာနန္ဒာ၏လျှောက်ထားချက်မှာလောကကြီးကနေထွက်မြောက်သွားကြတဲ့ပုဂ္ဂိုလ်တိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားရမည်2တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ပြီးပိုးစင်တရား9ပါးကိုပွားများပြီးမှသာလောကကြီးကနေလွတ်မြောက်နိုင်တာဖြစ်သည်စာမျက်နှာ123 124ကာကြီးပုထုဇဉ်ပုဂ္ဂိုလ်များသည်တတိပဋ္ဌာန်၄ပါး၏အာယုံဖြစ်သောကာယဝေဒနာစိတ်ဓမ္မတို့၏တဘာဝတွေကိုမှန်မှန်ကန်ကန်သိဖို့ရန်အတွက်တတိပဋ္ဌာန်တရားကိုပွားရမည်စာမျက်နှာ129ခါခွေတိခပုဂ္ဂိုလ်များသည်ကာယဝေဒနာစိတ်ဓမ္မတရားတွေကိုပိုင်းပိုင်းခြားခြားသိအောင်တတိပဋ္ဌာန်တရားကိုကျင့်ရပါမည်စာမျက်နှာ130
ကငယ်အသက်ခပုဂ္ဂိုလ်များသည်လည်းကာယဝေဒနာစိတ်ဓမ္မဟူသောအာယုန်များနှင့်ပေါင်းစပ်မှုမရှိအောင်တတိပဋ္ဌာန်တရားကိုကျင့်ရပါသည်စာမျက်နှာ130 131 10ယဟန္တာပုဂ္ဂိုလ်များသည်တာမန်ကိစ္စတွေဆောင်ရွက်ကြရာတွင်တာမန်အတွေ့အကြုံအာယုန်များဖြစ်သာနေတော်မူကြသည်ဆိုရာပထုဇဉ်တွင်အမြင်နှင့်မိတို့ခြားနာကြပါသည်နည်းဖြစ်ဆို၍ကာမဂုဏ်ဟူသောဝဟရာ၏အတိပ္ပယ်အချုပ်ကိုဖော်ပြပါအဖြစ်နေ့စဉ်ဘဝမှာတာမန်ကိစ္စတွေဆောင်ရွက်ကြရာတွင်တာမန်ပုဂ္ဂိုလ်နှင့်ယဟန္တာပုဂ္ဂိုလ်များသည်ကွာခြားပါသည်တာမန်ပုဂ္ဂိုလ်ပုထုဇဉ်ပုဂ္ဂိုလ်များသည်တတိအတိဉာဏ်မရှိသည့်အတွက်မြင်တဲ့အာယုံပေါ်ကြားတဲ့အာယုံပေါ်စသည်တို့တွင်လောဘဒေါသမောဟဖြစ်ကြသည်ယဟန္တာပုဂ္ဂိုလ်များသည်မြင်စရာကိုမြင်ပေမဲ့ကြားစရာကိုကြားပေမဲ့တတိတမ္ပဇင်ညာနှင့်ပြည့်စုံနေသည့်အတွက်ကြောင့်လောဘဒေါသမောဟမဖြစ်ပါဤကဲ့သို့နေ့စဉ်ဘဝမှာတာမန်ကိစ္စတွေဆောင်ရွက်ကြရာတွင်တာမန်ပုဂ္ဂိုလ်နှင့်ယဟန္တာပုဂ္ဂိုလ်များသည်ကွာခြားပါသည်စာမျက်နှာ131 132ကာမဆိုသည်မှာနှစ်သက်စရာအာယုံ၅ပါးဖြစ်သည်ဂုဏဆိုသည်မှာထိုအာယုံများသည်စိတ်ကိုနှောင်ဖွဲ့ထားတတ်သောသဘောဖြစ်၏ကာမဂုဏနှစ်သက်စရာအာယုံတွေကိုနှောင်ဖွဲ့တတ်သောကြောင့်ကာမဂုဏ်ဟုခေါ်ပါသည်စာမျက်နှာ135 15ရက်12လ2024 batch 4မိဂုံဟောင်းများနှင့်စံပြအဖြေများကိုဓမ္မနောယလို့ခေါ်တဲ့အနုမာနဉာဏ်ကိုအခြေခံကအကြောင်းအကျိုးဆင်ခြင်၍မြတ်ဗုဒ္ဓအားရှင်သာရိပုတ္တရာ၆ထားချက်ကိုလွန်ရင်အချုပ်တင်ပြ၍သောတာပန်ပုဂ္ဂိုလ်သည်မြည်သည့်ကိလေသာတို့ကိုအရှင်းပယ်အကျွင်းပယ်ပါသည်ခွဲခြားဖြစ်ဆိုပါအဖြေလောကမှာပွင့်တော်မူကြသည့်ဘုရားရှင်မှန်သမျှသည်၁နိဝရဏတရား၅ပါးကိုဖယ်ရှားရသည်နှစ်တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ပြီးဘုဇင်တရား9ပါးကိုပွားများပြီးမှသာဖျားဖြစ်ရတာဖြစ်ပါသည်။စာမျက်နှာ121 122သောတာပန်ပုဂ္ဂိုလ်သည်ဒိဋ္ဌိနှင့်ဝိသိကိစ္စတို့ကိုသာအကျွမ်းမဲ့ဖယ်ရှားပါသည်။သို့သောတဏှာဒေါသမောဟစသောကိလေသာတို့ကိုဖယ်ရှားသည့်အခါအကျွမ်းမဲ့မဖယ်ရှားနိုင်ပဲထိုတဏှာဒေါသမောဟစသောကိလေသာတို့၏အပေကြစေနိုင်သည့်စွမ်းအားကိုတော့ဖယ်ရှားပါသည်။စာမျက်နှာ12630တိုက်ခပုဂ္ဂိုလ်နှင့်အတိုက်ခပုဂ္ဂိုလ်တို့၏သဘောအဓိပ္ပာယ်ကိုအရှင်နုရုဒ္ဓ၏ဖြေဆိုချက်နှင့်အညီဖော်ပြ၍စိတ်ရည်နှောင့်ယှက်ခလုတ်ကတဲ့၅မျိုးတို့ကိုလည်းရည်တွက်ပြပါအဖြစ်တတိပဋ္ဌာန်၄ပါးကိုတစိတ်တတိတာပဲပွားရပြီးအပြည့်အစုံမပွားရသေးသူကိုတိုက်ခပုဂ္ဂိုလ်လို့ခေါ်ပါသည်စာမျက်နှာ128တတိပဋ္ဌာန်၄ပါးကိုပြည့်ပြည့်စုံစုံပွားပြီးသူကိုအတိုက်ခပုဂ္ဂိုလ်ခေါ်ပါသည်စာမျက်နှာ128တဲ့ဖျားပေါ်တွင်တန်တရားဝင်ခြင်းနဲ့တရားပေါ်တွင်တန်တရားဝင်ခြင်း၃တန်ခါပေါ်တွင်တန်တရားဝင်ခြင်း၄ကိုချင်းတရားပေါ်တွင်တန်တရားဝင်ခြင်း၅သတင်းသုံးဖော်ပေါ်မှာမလူမုံထားစိတ်ရှိခြင်းတို့ဖြစ်ကြပါသည်စာမျက်နှာ143 30ရက်17လ2025 batch 5မိဂုံဟောင်းများနှင့်အဖြေများကိုဖျားရှင်ဖြစ်တော်မူခြင်းနှင့်ဆက်လင်း၍အရှင်သာရိပုတ္တရာလျှောက်ထားအပ်သည်တခုတည်းမျိုးရိုးဝင်ပေါင်းနှင့်တူသောအချက်များကိုရေးသား၍ဝိသခာတငယ်မှလေ9နှစ်အရွယ်သောတာပန်ဖြစ်ရ၌တတိပဋ္ဌာန်ပွားများခြင်းကိုဖော်ပြပါအဖြစ်1နိဝရဏတရား၅ပါးကိုဖယ်ရှားရသည်နှစ်တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုတိဆောက်ပြီးဘုဇင်တရား9ပါးကိုပွားများရပါသည်စာမျက်နှာ121 122ဝိသခာသည်9နှစ်အရွယ်မှာမြတ်စွာဘုရားတရားနာလိုက်တာနဲ့သောတာပန်ဖြစ်ပါသည်မြတ်စွာဘုရားကကာယနှင့်ပတ်သက်သည့်အကြောင်းများကိုရှင်းပြနေသည်ကိုအာယုံဆိုင်နေလျင်ကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာအကြောင်းရှင်းပြနေသည်ကိုအာယုံဆိုင်နေလျင်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်စိတ်အကြောင်းရှင်းပြနေတာကိုအာယုံဆိုင်နေလျင်စိတ် ानु ပတနာတတိပဋ္ဌာန်ခန္ဓာ၅ပါးရှင်းပြနေသည်ကိုအာယုံဆိုင်နေလျင်ဓမ္မာနုပတနာတတိပဋ္ဌာန်တို့ကိုပွားများနေခြင်းဖြစ်ပါသည်စာမျက်နှာ124 10ကိုချင်းတရားနှင့်ပတ်သက်၍အားပြော့စေတတ်သောအရာ၅ပါးကိုရေး၍သောတာပန်ပုဂ္ဂိုလ်လွတ်သွားသောဂတိ၃ပါးနှင့်ရင်းဂတိမှလွတ်မြောက်ရင်ကိုရှာဖွေတင်ပြပါအဖြေကိုချင်းတရားကိုအားပြော့စေမည့်အရာများမှာ၁ပါဏာတိပါဒ၂အာဒိဏဒါနာ၃ကာမေတုမိစ္ဆာစာရ၄မုဒဝါဒ၅သရမေရယတို့ကိုနှွန်ကျူးဖောက်ဖျက်မှုတို့ဖြစ်ပါသည်စာမျက်နှာ133
သောတာပန်ပုဂ္ဂိုလ်သည်1နိရယဂတိ2တရိစ္ဆာနာဂတိ3ပေတဂတိ3ပါးမှလွတ်ပါသည်ဇာမျက်နှာ140 141သောတာပန်ပုဂ္ဂိုလ်သည်ဒိဋ္ဌိနှင့်ဝိသိကိစ္စကိုဖယ်ရှားပြီးဖြစ်၍တတိပဋ္ဌာန်တရားကိုပွားများထားသည်ဖြစ်၍မကောင်းသည့်ပုံဘဝသို့ကြောက်ရောက်ခြင်းမရှိတော့ပါမှတ်ချက်ဤအဖြစ်များသည်မိမိ၏အာဘော်များသာဖြစ်ပါသည်တချို့အဖြစ်များသည်မပြည့်မစုံမှားကောင်းမှားနိုင်ပါသည်အရှင်သီလစာရာတိတကူလာမင်း